Good morning 今天要 outfit check ဆိုဆိုစီစီပဲထွက်လာကြပါတယ်ကျမလာခြင်းဆုံးဒီ Lakshmi Mirror လို့ခေါ်တယ်အဲ့ဒါဟိုဘောနော်လာရောက်ညော်ခဲ့ခွင့်ရခဲ့ပါတယ်အဲ့တော့ရိုက်ခံစားရဲဘောနော်အဲ့တော့အောက်ကရတော့စားရဲပါဘူးကျမစားရင်ရိုးရှင်းရှင်းလေးနဲ့စားခဲ့ပါတယ်ဒီနေ့ကတော့လုံးဝ shopping တွေလာမသိ shopping ရယ်ပြီးတော့မုံပတ်စားရယ်ပြီးတော့ဓာတ်ပုံရိုက်တာရယ်ပဲဖြစ်ပါတယ် share ဟို6တွေလည်းညောင်းတာပေါ့နော်အသေးညောင်းတာအိမ်နေရလားမသိဘူးအဲထားပါ so let's go တွားမယ်လိုက်ခဲ့ချာရဲနော်ကောင်းတယ်အခုငါတို့ကဒီကနေပြီးတော့ငါတို့ဘာဘီကျူတော့စားမှာဘာဘီကျူပူစေတော့စားမှာအရန်ကောင်းမွန်တော့เนาะခုအောင်ချိုတက်ကနေလည်းလိုအပ်နေတာခွဲဒီနေ့ကျမတို့ဓာတ်ပုံရိုက်တဲ့ session လေးပေါ့နော်ဓာတ်ပုံကတော့ဘယ်နေရောရိုက်ဒါမှကျမဒီလို outfit ရောတစ်ခါမွေဘူးနည်းနည်းတော့ထူးဆန်းနေနေချင်ကွာပေါ့အဲ့ဒါနဲ့ကျမတို့ဒါဘာလဲမသိအောင်ယထာတော့စီးရတယ်ကျမရောက်တဲ့ယထာမစီးရသေးဘူးဆိုပြီးတော့စီးကြလို့ဆိုပြီးဒီတမတ်တိုင်လာဟုတ်ပါဘူးကြာကြီးပဲတမတ်တိုင်စီးခဲ့ပါရဲ့တစ်ကက်ဝင်းကြီးရပါရှင်ဒါလေးကတော့သွားပါမယ်။ရှောက်ပါမယ်ပြီးရှင်။ဟိုဒီ outfit တွေကွာကိုတော့ဟိုပြန်ကြည့်ရကြိုက်တယ်ကွာကိုကြိုက်တယ်ကွယ်။ဒီလိုမျိုးလေးဆိုးပေါ့နော်။နောက်ပိုင်းဒီလိုလေးဝေးရမယ်။ဆောင်ရင်းနဲ့ outfit check ပေါ့နော်ထပ်ပြီးတော့ outfit က check လိုက်တယ်ရောက်ပြီဆိုတော့ကျွန်တော်တက်ကြတယ်ပေါ့နော်ဒါကတော့ကျွန်မအရင်ဟိုရှေ့ပါ TikTok မှာတင်လို့ရပါတော့ဗီဒီယိုလေးတွေအဲ့လိုတွေရိုက်ယထာအကြာကြီးပဲစီးရတမတ်တိုင်ဆိုအဲ့ဒါနဲ့ကျမတို့အခုသွားရမယ်ပေါ့နော်ဘယ်တည်းမသိဘူးခဏနေအော်မုတ်သွားစားမှထင်တယ်ဒါလေတုတ်စီးပါတုတ်စီးပြီးတော့ကျမတို့အခုသွားမယ့်နေရာလေးကိုလိုက်ခဲ့ပါဦးဒီနေရာမှာဓာတ်ပုံတွေအများရိုက်ခဲ့ဓာတ်ပုံတော်လေးလိုက်ကွယ်တော်လေးကျင်းနေပါတယ်ဓာတ်ပုံလေးရလာခဲ့ဒီပန်းလေးတဲ့ပေါ့နော်ဒါကတော့ဗီဒီယိုအတိုလေးကျွန်မရှေ့ပါတင်ဖို့ရပေါ့နော်အမှဒါလေးတော်တော်လေးလာရပေါ့နော်လေကတိုက်ပြီးတော့ဓာတ်ပုံလေးလည်းကောင်းလေးရိုက်ခဲ့ရဆိုတော့ရန်ကိုခွဲတည်းပါ romantic ဆန်ခြင်းနေရာကျမဒါပေမဲ့ကိုဘွားကတော့ romantic ကမဆန်နေဘူးထားပါတော့အခုစားမယ့်နေရာရောက်လာဆိုဝါဒီကြိတ်ပါနော် buffetမူကထဘူဖေးပါကြိတ်တာရိုက်တော့မြိုင်လိုက်ပြီကွယ်အသားတွေနည်းပဲအစပိုင်းပဲဒီမှာပြီးတော့ဒါအချိုစားရဲ့အဆင့်ကိုရောက်သွားပြီကြည့်ဘယ်လောက်တော့ကျွန်တော်ဗီဒီယိုမရိုက်ခဲ့တယ်ဆိုတာစားညာဒါတော့ဘိုက်တင်းသွားပြီပေါ့နော်အဲ့ချိန်မှာကဲဒါကတော့ညာတိုင်းပေါ့အစင်လာမပြတ်ကျမတို့အပြင်မှာဘယ်လောက်ဘူဖေးကြိတ်ပြီးဘယ်လောက်ဘိုက်တင်း7-11ကမို့ကျွန်မရအောင်စားနိုင်သေးရဲ့ကွယ်မစဲမဲလည်းမသွားလို့ရှင်လို့အမကြည့်ရောလိုက်လာအများကြီးတပိုးတစ်ခေါက်ကြီးနဲ့သွားတာညဘက်ကြီးဘယ်နှနိုင်လဲမသိတော့ဒီနေ့ကတော့ဒီ vlog ကပေါ့နော်တရက်သေးစာတော့ဖြစ်သွားတယ်တရက်သေးဟိုဒီမှာအခုဒါလေးပါညဘက်က7-11သွားပြီးသွားပြီပေါ့နော်ဒါပဲပေါ့ပြီးအိတ်တယ်မနှက်ဖြန်ကြရှင်မုံတို့
trip သွားရမှာဆိုတော့စော8တာလားမသိ8တော့ yes ဒါပါပဲရှင်ကျေးဇူးပါကြည့်ပေးလို့